အားလုံးပဲမင်္ဂလာပါဒီနေ့လေးလာကြည့်မယ့်အကြောင်းလာကတော့သမိုင်းစာမျက်နှာတွေကြားမှာမေ့လျော့ခံလူနင်းပါဟိနေတဲ့ဇလန်လေးတစ်ခုပါပဲနိုင်ရမြကမ်ပိန်းမှာရက်ပြီးပါပိုင်းရက်ချူပင်နေရက်လွတ်ခါတဲ့ချင်းတောင်းလေးရေကြီးနဲ့အတူမျောပါသွားတာကိုစိုးရင်ရင်ဒီစောင့်ကြည့်နေတဲ့အသက်ခွန်လက်နဲ့12နှစ်ရွယ်ကလေးမလေးတယောက်ရဲ့ဖြစ်ခန့်နေစလိုက်ကြရအောင်တမိုင်းကသူနာမည်ကိုမြန်ဆန်ကြော်သွားတတ်ကြပေမဲ့တကယ်တော့ကြက်မိဘပေကနေမွေးဖွားလာတဲ့ဒီကလေးမလေးရဲ့လောက်ရဒီမှာလူမျိုးကြီးတစ်မျိုးလုံးရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲသွားစေခဲ့တာပါစဉ်းစားကြည့်လေသူကကြောက်ပြီးထွက်ပြေးမသွားဘူးငိုးမနေဘူးအရှုံးမပေးပဲအဲ့ဒီနေရာမှာဆက်နေပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တဲ့ကလေးမလေးပေါ့ဒီအခြေအနေကိုထဲချာနားလဲကိုဆိုရင်အဲ့ဒီအချိန်ကဖိနှိပ်ချုပ်ချယ်မှုတွေဘလောက်တောင်ဆိုးရွားလဲဆိုတာကြည့်ရပါမယ်။အီဂျစ်တို့ရဲ့ကြံဖိုးမှာနှစ်ပေါင်း400တိုင်ဟုတ်ကွာလေ400ပါ။အဲ့ဒီလောက်ကြာမင်းတဲ့အချိန်ကာလကြီးမှာစိတ်ဓာတ်တွေဂျိုးပဲနေတဲ့လူတွေကသွေးတွေချွေးတွေလက်ဖလာတက်နဲ့ကြီးမားတဲ့အဆောက်အုံကြီးတွေကိုတိဆောက်ခဲ့ကြရတာပါ။အဲ့ဒီမှာဖာရိုဘီယန်ရဲ့အရန်ကိုရက်ဆက်တဲ့အမိန့်တစ်ခုထွက်လာပါတယ်။ဟီဘရူယောက်ျားလေးတိုင်းကိုမြွတ်ထဲဖြစ်ချက်ရမယ်နဲ့အဲ့ဒီခေတ်ကမိခင်တွေရဲ့အကြောက်တရားကဘလောက်ကြီးမလဲဆိုတာမှန်းကြည့်လို့ရပါတယ်။မီရီယန်ရဲ့မိခင်ယောခဘတ်ဆိုရင်လေသူ့ရဲ့ကလေးငယ်မောရှိကိုအသက်အန္တရာယ်ကြားကနေ3လတိုင်ထိလိုက်တုံလို့စွာနဲ့ဖုံးကွယ်ထားခဲ့ရတာပါဒီအချိန်မှာအသက်ထိတ်ဆရာအကောင်းဆုံးချီနီတစ်ခုဖြစ်လာမှာပါကျူပင်နေကြားမှာကလေးမလေးမီရီယန်ပုံကောင်းနေတဲ့အချိန်ဘသူရောက်လာလဲထီလားကလေးတွေကိုတတ်ထိဖို့အိမ်မေးပေးချတဲ့ဖာရိုဖီငယ်သမီးတော်ကိုယ်တိုင်ကအဲ့ဒီမစ်စီကိုရေချိုးဖို့ဆင်းလာခဲ့တာပါကလေးတွေကိုတတ်ဖို့တတ်မှတ်ထားတဲ့မစ်စီကိုမင်းသမီးနောက်လာတာဟာတကယ့်ကိုကျင်းမမှုအဖြစ်ပါပဲအဲ့ဒီလိုအသက်ရှူမလောက်တဲ့အချိန်မှာမီရီယန်ကမယုံနိုင်လောက်အောင်ရဲရဲငယ်လုပ်ရက်တစ်ခုကိုလုံလိုက်ပါတယ်။အီဂျစ်မန်သမီးရှိကိုတဲ့ထွတ်တော်ပြီးဒီကလေးကိုနှုတ်တိုက်ပေးဖို့ဟီဘရူမျိုးသမီးတယောက်ကိုတွားခေါ်ပေးရမလားဆိုပြီးရဲရဲဝံ့ဝံ့မေးလိုက်တာပါပဲ။တကယ်ကိုအံ့ဩစရာကောင်းတာကဒီလုပ်ရက်လေးဟာမိခင်ဖြစ်သူရဲ့အထက်ကိုကာကွယ်ပေးနိုင်ခဲ့ရုံတာမကဘူး။နန်းတော်ကနေလာဆရတဲ့နှုတ်ထိပ်အဖြစ်ပါပြောင်းလဲသွားစေပြီးမောရှေရဲ့အထက်ကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။အဖိုင်တဲ့ရှင်တွင်တဲ့က prophet မှာကဲနောက်ပိုင်းမောရှေအရေးရောက်လာတဲ့အခါအီဂျစ်စစ်သားတယောက်ကိုတတ်မိပြီးတော်ကန်တာရတဲ့ကိုထွက်ပြေးသွားရတဲ့အကြောင်းကိုဆက်ကြည့်ကြရအောင်ဒီကာလတွေကဟီဘရူလူမျိုးတွေအတွက်အလွန်မောင်မိုက်တဲ့ခေတ်ကာလတစ်ခုဖြစ်ခဲ့ပါတယ်စဉ်းစားကြည့်ပါနှစ်ပေါင်း40တောင်နော်မောရှေပြောင်ဆိုးနေတဲ့အဲ့ဒီဆယ်စုနှစ်၄ခုစာကာလချွန်လုံးမီရီယမ်ဟာအီဂျစ်ပြည်ရဲ့ဂျန်တန်လာတဲ့ရှင်သွင်းတွေမှာဂျမ်ဘူဝါနဲ့ဆက်လက်ကျန်ရစ်နေခဲ့ရပါတယ်ဘလောက်ကြောင့်နာကျင်စရာကောင်းတဲ့ဆောင်းဆိုင်ရင်လဲဒါပေမဲ့အန်တော့ဆရာကောင်းတာကဒီလိုအမောင်မိုက်ဆုံးချွန်သက်တဲ့တလျှောက်လုံးမှာတောင်မီဒီယမ်ဟာပျော့ဖက်မှာဆိုတဲ့ဂုံပုတ်ကိုရရှိထားပါတယ်။ဆိုလိုတာကဖရာတခင်ကသူ့ကနေတဆင့်စကားပြောတယ်ဆိုတဲ့သဘောပါ။လူတိုင်းစိတ်တက်တဲ့ကြိုးပြပစ္စည်းနေချိန်မှာပြိုလဲနေတဲ့လူမျိုးတစ်မျိုးလိုရဲ့မျောလင်းချက်ကိုရှင်းတန်နေအောင်သူကစက်ပြီးထိမ့်သိမ့်ပေးခဲ့တာတကယ်ကိုလေးစားစရာပါ။ဒီနေရာမှာနန်းတော်နဲ့ရှင်တွင်ဘွားနှစ်ခုရဲ့ကြွားကြချက်ကိုနည်းနည်းရှင်ကြည့်အောင်မောရှိကနန်းတော်မှာကြီးပြင်းခွင့်ရခဲ့ပြီးနောက်ပိုင်းမှာလွတ်မြောက်ရာကိုထွက်ပြေးသွားနိုင်ခဲ့တယ်။ဒါပေမဲ့မီဒီယမ်ကတော့ရှင်တွဲနေထဲမှာပဲနေရင်ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့အတိမပြုလက်ခုပ်တီးခံရခြင်းမရှိဘဲတိတ်တိတ်ဆိတ်ဆိတ်ရည်တည်နေခဲ့ရတာပါ။အပိုင်းနဲ့ခက်ပတ်တာနဲ့အောင်ပွဲခံခြင်းအချိန်တွေအတော်ကြာလာပြီးနောက်မှာတော့မောရှိပြန်ရောက်လာပါပြီ။အေဂျစ်ပြည်မှာကပ်ဘေးတွေကြာရောက်ပြီးနောက်လူတိုင်းနှစ်ပေါင်းများစွာဆောင်းဆိုင်ခဲ့ရတဲ့ထွမြောက်ခြင်းခရီးစဉ်ကြီးဆက်ကြလာပါတော့တယ်။ဒီခရီးစဉ်မှာပါဝင်ခဲ့တဲ့လူဦးရေကခန့်မှန်းချေနှစ်တန်းလောက်အထိရှိတယ်လို့ဆိုရတယ်။တွေးကြည့်ပါအောင်အနောက်ကနေတောတတကြီးလိုက်လာတဲ့အီဂျစ်စစ်တပ်ရဲ့ရထားလုံးတွေနဲ့အရှေ့မှာပိတ်ရက်နေတဲ့ပင်လယ်နီးကြားမှာပိတ်မိနေတဲ့အဲ့ဒီလူအုပ်ကြီးဟာပင်လယ်ရေနှစ်ချမ်းကွဲသွားတဲ့အမခန့်ဖြစ်ဖြစ်ကြီးကြောင့်အသက်လွတ်မြောက်ခဲ့ကြတာပါ။တကယ်ကိုရင်သက်ရှုမော့ဖွဲ့ရပါပဲ။ကန်တစ်ဖက်ကိုအရောက်မှာတော့အမြင့်ဆုံးသောအောင်ပွဲခံခြင်းကိုမြင်တွေ့ရပါပြီ။တသက်လုံးစောင့်ဆိုင်ခဲ့ရတဲ့မီရီယမ်မှာ၆သွေးရဲ့ကုန်းမြေပေါ်မှာခဲဘတ်တာကိုကိုင်းဆောင်ပြီးအမျိုးသမီးတွေကိုဥဆောင်ကလွတ်လပ်ခြင်းရဲ့ရင်ခွင်တန်တွေနဲ့အတူဖျားသခင်ကိုခတ်ခုံချီးမွမ်းခဲ့ပါတယ်။ဒါဟာနှစ်ပေါင်းများစွာရဲ့မျိုးသိပ်ထောင်းတွေပောက်ကွဲထွက်လာတာပါပဲ။သူ့ရဲ့ဘဝတစ်လျှောက်ပြောင်းလဲတိုးတက်လာမှုတွေကိုပြန်ကြည့်လိုက်ရင်တော်တော်လေးစိတ်ဝင်စားမှုကောင်းတယ်။မေကန်ဘေးကကလေးမလေးဘဝရှင်တွင်းတွေကမျောလင်းချက်အတန်ရှင်ဘဝငယ်နီအခုပီလင်းနီကန်ချီကအောင်ပွဲခံခခုံတူအဖြစ်အထိကြီးမားချေပြည့်တဲ့ချင်းကာလာကြီးကိုဖျက်ဆီးပြီးဒီလိုအောင်မြင်မှုအထွတ်အထိပ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဖိုင်သုံးမာနာဆိုတဲ့တိတ်ဆိတ်သောအစေတော့ကဲဒီနေရာမှာတော့ရှုပ်ထွေးတဲ့လူသားဆန်ဆန်ကြာရှုံးမှုတွေဘက်ကိုလှည့်ကြည့်ရပါမယ်။တဲကန်တာယာတွေကအစင်မသေးမှုတွေကြားမှာဘာတွေဆက်ဖြစ်လာမလဲ။ဒီလိုနဲ့မီရီရဲ့နေအာရုံတို့ဟာမောရှိကိုစတင်စန့်ကျင်လာကြပါတယ်။မောရှိရဲ့ခေါင်းဆောင်မှုကိုမေးခွန်းထုတ်တာသူရဲ့ကုရှေလိုမျိုးဇနီးဒီကိုဝေဖန်ထားတဲ့ဟဲ့နောက်ွယ်မှာတော့နှဆိုင်နဲ့မနာလိုမှုတွေရှိနေတာပါဆယ်စုနှစ်ပေါင်းများစွာသူကိုယ်တိုင်လည်းတစ္ဆာရှိရှိအနိနာထိုင်ခဲ့ပေမဲ့
နောက်ွယ်မှာထန်လပ်ခံထားရတယ်လို့ခံစားရတဲ့အခါမာနဆိုတဲ့တိတ်ဆိတ်တဲ့အစိတ်အတောက်ကသူ့နှလုံးသားထဲကိုဝင်ရောက်လာပါတော့တယ် ဒီမှာတော့အကျိုးဆက်ကတော့ချက်ချင်းဆိုသလိုအလွန်ပြင်းထန်စွာကြားရောက်လာပါတယ်ဖျားသခင်ရဲ့အမျက်တော်ထက်ချင်းခံရပြီးမီဒီယမ်ရဲ့အသားရည်ဟာနူလာဆွဲပြီးဖြူပွဲသွားခဲ့ပါတယ်လူအများရဲ့လေးစားချစ်ခင်မှုကိုခံရတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးမြဲစခန်းပြင်ပကိုထုတ်ပယ်ခံရပြီးအထီးကျန်စွာနဲ့အပြစ်ဒဏ်ကိုခံယူခဲ့ရပါတယ် ဒါပေမဲ့တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့မီရီယန်ကျမရေးပြန်လဲကောင်းမွန်ပြီးစခန်းနဲ့ပြန်ဝင်ခွင့်ရမယ်9ရက်တိတိအချိန်အထိဂတိထားရပြီးကိုသွားနေတဲ့လူနှစ်တန်းလောက်ရှိတဲ့လူအုပ်ကြီးဟာသူတို့ရဲ့ခွေးစဉ်ကိုလုံးဝရပ်တန့်ပြီးသူ့ကိုစောင့်ဆိုင်ပေးခဲ့ကြတာပါပဲသူ့ပေါ်ထားတဲ့တန်ရိုးစင်ကတော်တော်လေးကြီးမားတာကိုတွေ့ရပါတယ် အပိုင်းလေးတောကန်တာရာထဲကအမွေနစ်စသိန်းပိုင်းလေးကိုရောက်လာပါပြီသူ့ရဲ့ဘဝနောင်ပိုင်းကာလလေးကိုစက်ကြည့်မယ်ဆိုရင်တော့မီဒီယမ်ဟာဂတိထားရပြီးကိုခြေချက်ခွန်မရခင်ကာရေးဂျ်လို့ခေါ်တဲ့တောကန်တာရာထဲမှာပဲကွယ်လွန်သွားတယ်ပါတယ် သူကွယ်လွန်သွားပြီတာနဲ့တပြိုင်နက်ထိရဲတွင်းနေခန်းချောက်သွားခဲ့ပါတယ်ဒါဟာသူနဲ့လူမျိုးတစ်မျိုးလုံးကြားကဘလောက်တုံနှဆိုင်တဲ့ဆက်သွယ်မှုရှိနေလဲဆိုတာကိုပြသနေတာပါဒါအပြင်မိခချက်မှာလည်းဖျားသခင်ကသူ့ရဲ့နာမည်ကိုမောရှေအာရုံတို့နဲ့အတူရင်တွဲပြီးသမိုင်းမှာထာဝရမှတ်တမ်းတင်ပေးခဲ့တာပါ ဒီအဖြစ်ကနေအဓိကတင်ညွှန်စရာလေးတစ်ခုရှိပါတယ်။ကြီးကျယ်ခမ်းနားတဲ့ခေါင်းဆောင်တယောက်နဲ့နီးကပ်စွာရှိနေခြင်းကိုကိုပိုင်ခေါ်တော်မူခြင်းနဲ့ရောထွေးပြီးနားလည်မှုလွယ်မာတဲ့အခါအဲ့ဒီနိုင်ရှင်မှုဟာနောက်ဆုံးမှဖျက်ဆီးတတ်တဲ့မာနစီကိုသာဥတီတော်စီတယ်ဆိုတာပါပဲ။ဒါဟာတကယ့်ကိုတတိထားစရာပါ။ တကယ်တော့အနိုင်ရှင်ချင်းဆိုတာဟာလူတိုင်းရဲ့သူ့ကံကြမ္မာရဲ့ရန်သူဖြစ်တယ်ဆိုတာကိုဒါကသင်ခန်းစားပေးနေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲအဖြစ်တန်ပေးခံရပေမဲ့ပြန်လဲကိုးစားခွင့်ရရှိခဲ့ခြင်းနဲ့နေဘယ်သူမှပြန်လဲထူးမှလို့မရနိုင်တော့အောင်အလန့်ဝေးသွားတာမျိုးမရှိဘူးဆိုတာကိုလည်းသက်သေပါနေပါတယ်။အဆုံးသတ်အနေနဲ့အားလုံးကိုစဉ်းစားစရာမျိုးခွန်းတစ်ခုလေးခြံထားခဲ့ခြင်းပါတယ်။အကယ်၍ကြီးမားတဲ့လူမျိုးကြီးတစ်မျိုးလုံးဟာအမားလုံးမိတဲ့ကျူးပက်နေတဲ့အမျိုးသမီးတစ်ယောက်အထက်သူတို့ရဲ့ခီးစဉ်ကိုရက်တန့်ပြီးဆောင်ဆိုင်ပေးခဲ့တယ်ဆိုရင်မစုံလင်တဲ့ဘဝတစ်ခုရဲ့တန်ဖိုးကဘလောက်တောင်ကြီးမားတယ်လဲဆိုတာစဉ်းစားကြည့်ပါဦး။မိကန်ပေကနေတောကန်ဒါရအထိမီဒီယန်ရဲ့ခီးစဉ်ဟာတမိုင်းမှာမီလျော့ခံထားရတဲ့အခြားသောပုဂ္ဂိုလ်တွေအကြောင်းကိုပါဆက်လက်ရှာဖွေခြင်းစိတ်ကိုဖြစ်ပေါ်စေမှာအသေးချပါပဲ။